Moving Average Convergence Divergence လို့ခေါ်တဲ့ MACD indicator ကဈေးကွက်တစ်ခုမှာရှိတဲ့ trend ရဲ့ momentum ကိုပြောပြပေးတာဖြစ်ပါတယ်။ဈေးကွက်ထဲကရောင်းသူဝယ်သူတွေကဒီ momentum indicator နဲ့ပေါက်ဈေးအနေအထားကိုကြည့်ပြီးတော့ရောင်းဖို့ဝယ်ဖို့ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ MACD indicator မှာအဓိကအဖြစ်တော့ MACD line, signal line, histogram ဆိုပြီးတော့အစိပ်ပိုင်းသုံးခုပါဝင်တယ်။ MACD line ကိုတော့ EMA 12နဲ့ EMA 26ခြားနာခြင်းတန်ဖိုးနဲ့ဖော်ပြထားတာဖြစ်ပြီးတော့ဒီမှာကြည့်မယ်ဆိုရင်အပြာရောင်မြင်းဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ signal line ကတော့ EMA 9ရဲ့မြင်းကြောင်းပဲဖြစ်ပါတယ်။အခုပုံမှာဆိုလို့ရှိရင်လင်မော်ရောင်မြင်းကြောင်းအနေနဲ့မြင်တွေ့ရမှာပါ။ histogram ကတော့ MACD line နဲ့ signal line ခြားနာခြင်းပဲဖြစ်ပါတယ်။သူက bullish နဲ့ bearish trend ရဲ့ momentum ကိုဖော်ပြတာဖြစ်တယ်။ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဈေးကွက်ကအတက်ဘက်ကိုအားတာနေလို့ရှိရင်အစိမ်းရောင်နဲ့မြင်ရမှာဖြစ်ပြီးတော့အကျဘက်ကိုအားတာရင်တော့အနီရောင်နဲ့မြင်ရမှာဖြစ်ပါတယ်။ MACD indicator က candlestick chart အတွင်းမှာမဟုတ်ဘဲနဲ့တိကျ chart တစ်ခုအနေနဲ့ကြည့်ရပါတယ်။ဒီ indicator ကိုကြည့်မယ်ဆိုလို့ရှိရင်အခြေခံအားဖြင့်တော့ bullish crossover နဲ့ bearish crossover အခြေအနေနှစ်ရပ်ကိုအဓိကစောင့်ကြည့်ကြပါတယ်။ MACD line က signal line ကိုအောက်ကနေဖောက်တက်သွားတယ်ဆိုလို့ရှိရင် bullish crossover ဖြစ်ပြီးတော့ဈေးကအတက်ဘက်ကိုဦးတည်နေတယ်လို့ဆိုနိုင်ပါတယ်။သူနဲ့ပြောင်းပြန်အပေါ်ကနေဖောက်ဆင်းလာမယ်ဆိုရင်တော့ bearish crossover ဖြစ်ပြီးတော့ဈေးကအကျဘက်ကိုသွားနိုင်တယ်လို့ဆိုလိုပါတယ်။ဒီ crossover တွေကိုကြည့်တာကပြီးခဲ့တဲ့ဗီဒီယိုမှာပြောခဲ့တဲ့ moving average မှာကြည့်တဲ့နည်းနဲ့သဘောတရားချင်းအတူတူပဲဖြစ်ပါတယ်။သူ့ကို histogram နဲ့တွဲပြီးတော့ကြည့်ကြတယ်။ histogram မှာတော့ဘာတစ်ခုချင်းစီက trend ရဲ့ momentum ကိုဖော်ပြတာဖြစ်ပြီးတော့ဘာအမြင့်နဲ့သူ့ရဲ့အယောင်ကိုကြည့်ရင်သိနိုင်ပါတယ်။ momentum အားကောင်းနေလို့ရှိရင်ဘာကတဖြည်းဖြည်းမြင့်လာပြီးတော့အယောင်အရင့်နဲ့မြင်ရမှာပါ။ momentum နည်းလာတာနဲ့အယောင်ဖြော့လာပြီးတော့ဘာကတဖြည်းဖြည်းနှိမ့်လာပါတယ်။ MACD line ကအလယ်က horizontal zero line ကိုဖြတ်ပြီးတော့အပေါ်ကိုတက်သွားလို့ရှိရင် up trend ဖြစ်ပြီလို့ယူဆကြပြီးတော့အောက်ကိုဖောက်ဆင်းသွားရင်တော့ down trend လို့ယူဆကြပါတယ်။ဥပမာအနေနဲ့လက်ရှိ Google Stock ရဲ့ chart ကိုကြည့်မယ်ဆိုလို့ရှိရင် March လနဲ့ April လကြားထဲမှာ bullish crossover ဖြစ်ခဲ့ပေမဲ့ momentum အားနည်းတဲ့အတွက်ကြောင့်မလို့ဈေးကဆက်မတက်နိုင်ပဲနဲ့ပြန်ကျဆင်းသွားပြီးတော့ April လမှာနောက်ထပ် bullish crossover ဖြစ်ခဲ့ပြီးဒီတစ်ခါတော့သူ့နောက်မှာ momentum အားကောင်းကောင်းနဲ့ပါလာတဲ့အတွက်ဈေးကတက်လာခဲ့ပါတယ်။မေလနဲ့ဇွန်လကြားထဲမှာ bearish crossover တွေ့ခဲ့ရပြီးတော့ momentum နဲ့အတူဈေးကဆင်းလာခဲ့ပါတယ်။လက်တလောမှာတော့ bullish crossover တခုပေါ်နေပြီးတော့ဈေးကဆက်တက်မလားဆိုတာစောင့်ကြည့်ရပါမယ်။အလားတူပဲ Amazon stock ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာ bullish crossover ကိုတွေ့ခဲ့ပေမဲ့ဈေးကကောင်းကောင်းမတက်ခဲ့ပဲနဲ့ April လဆန်းပိုင်းလောက်မှာနောက်ထပ် bullish crossover ပေါ်လာခဲ့ပြီးတော့ momentum နဲ့အတူဈေးကတက်ခဲ့တာဖြစ်ပါတယ်။မေလထဲမှာ bearish crossover နဲ့ဈေးကကျဆင်းလာခဲ့ပြီးတော့ဇူလိုင်လရောက်ခါနီးမှာတော့ bullish crossover ပေါ်နေတာကိုတွေ့ရပါတယ်။ဒီတော့အခုလိုမျိုး signal တွေကိုကြည့်ပြီးတော့ယင်းမြုံနှံသူတွေကဈေးကွက်လာရနဲ့ trend အားကောင်းမကောင်းကိုတစ်ချိန်တည်းမှာမြင်ရမှာဖြစ်ပါတယ်။ crossover signal တွေကိုကြည့်ပြီးတော့အယောင်းနဲ့အဝယ်ကိုချိန်ဆကြည့်လို့ရပါတယ်။ပုံမှန်အဖြစ် MACD indicator ကိုယင်းမြုံနှံသူတွေအနေနဲ့ one day time frame ကနေစပြီးတော့ one week, one month စတဲ့ time frame အကြီးတွေမှာကြည့်တာပိုကောင်းပါတယ်။ဒါပေမဲ့သူလည်းပဲ lagging indicator မျိုးအစားဖြစ်တဲ့အတွက်အနာဂတ်ဈေးကွက်ခံမှန်းတဲ့နေရာမှာသုံးပေမဲ့ signal တွေကိုအပြည့်အဝယုံကြည်ထားလို့တော့မရပါဘူး။တခြား indicator တွေလိုပဲ MACD ရဲ့အားနည်းချက်ကဈေးကွက်ဘေးတိုက်သွားနေတဲ့အချိန်မှာ signal အမှားတွေကိုခဏခဏမြင်တွေ့ရနိုင်ပါတယ်။ MACD ကိုများသောအားဖြင့်တော့ trend ရဲ့လားရာ momentum အပြောင်းအလဲနဲ့ဈေးကွက်ပြောင်းပြန်ဖြစ်နိုင်ခြေတွေကိုခံမှန်းတဲ့အခါမှာသုံးကြတာဖြစ်ပြီးတော့သူတစ်ခုတည်းမဟုတ်ဘဲနဲ့တခြား indicator တွေအပြင် support and resistance level တွေနဲ့လည်းတွဲပြီးတော့သုံးလို့ရှိပါတယ်